အလုတ်30ကျော်လျှောက်ခဲ့ပေမဲ့အချိန်ချင်းညင်းပယ်ခံခဲ့ရတဲ့လူတစ်ယောက်ဟာနောက်ပိုင်းမှာတော့ဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူကဘသူလဲဆိုတာမိတ်ဆွေတို့သိပါသလား။သူ့နာမည်ကကျမပါ။ဟုတ်ပါတယ်။သူကတရုတ်နိုင်ငံရဲ့အကျော်ကြားဆုံးစီးပွားရေးသမားတွေကတစ်ယောက်ဖြစ်ပါတယ်။ကျမဟာငယ်စဉ်ကပညာရေးမှာထူးချွန်သူမဟုတ်ခဲ့ပါဘူး။တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုနှစ်ကြိမ်ကြာရှုံးခဲ့ပူပါတယ်။အလုတ်လျှောက်တဲ့အခါမှာလည်းအကြိမ်30ကျော်ညင်းပယ်ခံခဲ့ရပါတယ်။ KFC မှာအလုတ်လျှောက်တုန်းကလူ24ယောက်ထဲ23ယောက်အလုတ်ရပြီးကျမတစ်ယောက်ထဲအလုတ်မရခဲ့ပါဘူး။ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး။1996ခုနှစ်မှာအလီဘာဘာကိုစတင်တည်ထောင်ခဲ့ပြီးကမ္ဘာအကြီးဆုံး online 6ပင် platform တွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ရလိုက်တဲ့သင်ခန်းစာကတော့ကြာရှုံးမှုဆိုတာအဆုံးမဟုတ်ပါဘူး။လက်မလျှော့ပဲစက်ကြိုးစားနေတဲ့၍အခွင့်အရေးအသစ်တွေရှိနေအောင်ပါဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။ဒီလိုအောင်မြင်သူတွေရဲ့ဘဝသင်ခန်းစာများကိုနေ့တိုင်းတင်ပေးမှာမို့ follow လုပ်ထားပေးပါခင်ဗျာ။